မျိုးလေးလေးကိုယ့်ရဲ့ပုံတူရုပ်လေးကိုမျိုးလေးလုပ်နေတဲ့ပုံလေးလေးအားဒီလုပ်ပြပါမယ်ဒါလည်း Gemini မှာပဲထုတ်ထားတာပါအဲ့တော့ Google Gemini ကိုပဲတွားပါမယ်ပြီးရင်ကိုလုံးမဲ့ပုံလေးကိုထည့်ပါမယ်ပြီးရင်အောက်ကစာလေးကလည်း copy ကူးဖို့ပေးမှာဆိုတော့ဘာမှလုပ်ဆရာမလိုပါဘူးအတိုင်း copy ကူးလိုက်ရုံပါပဲကိုက background လေးတွေပြင်ကျင်တယ်เนาะပုံလေးတွေတခြားပြင်ကျင်တယ်ဆိုရင်တော့ပြင်ထည့်လို့ရပါတယ်ပြီးတော့လို့ရှိရင်ထုတ်လိုက်လို့ရှိရင်ဖြင့်လိုမျိုးလေးရပြီပေါ့เนาะအဲ့ဒါလေးကိုက animate လုပ်ရှင်နေဆိုလို့ရှိရင်ဒီပေါ့နော် Gemini မှာပဲကိုကအကောင့်ရှိရဆိုလို့ရှိရင်ဗီဒီယိုပါတယ်ဆိုလို့ရှိရင်အဲ့ဒါမှလုပ်လို့ရပါတယ်ဒါလေးကို animate လုပ်ပေးပါပေါ့နော်လို့မဟုတ်ဘဲနဲ့ဒီမှာလုပ်ချင်မှုဆိုလို့ရှိရင်တော့ Pixpa AI သွားပြီးတော့မှလုပ်လို့ရပါတယ်အဲ့မှာကိုယ့်ရဲ့ပုံထည့်ပြီးတော့မှဘယ်လိုမျိုး animate လုပ်ချင်တာလဲဆိုပြီးတော့မှစာလေးရေးလိုက်ပြီးတော့မှခဏစောင့်လိုက်မယ်ဆိုလို့ရှိရင်တော့ဖြင့်ဒီလိုမျိုးပေါ့နော်ဒီပုံကနေပြီးတော့မှဒီလိုမျိုးဗီဒီယိုပြောင်းတဲ့ဟာလေးတွေရပါတယ်လို့လာပြောတာပါဒါပပေးချင်း